အားလုံးပဲမိနော်ကျွန်တော်ဒီနေ့မှာမြေကျက်တယ်ပေါ့နော်မြေနီမျိုးစားမှာကျွန်တော်နေစီပန်းစိုက်ထားတဲ့ခင်ပြမှာဖြစ်ပါတယ်ရေမွေးနေစီပေါ့နော်အနေစီပန်းကမြေကျက်တာတော့မဟုတ်ဘူးနော်ပန်းဒီပွင့်ပါတယ်အဲ့မှာကျွန်တော်ပြကြည့်အခုမြင်နေရပါနော်ဒါကရေမွေးနေစီပေါ့နော်တန်လင်ကအန်ဒီပေါ့နော်ဟိုအန်ဒီညိုပေါ့နော်မင်းညိုပေါ့နော်ကျွန်တော်တို့ရှိမှလည်းမြေနီမျိုးစားပဲဒီကောင်ကတော့တူလားတော့မသိဘူးကျွန်တော်ရှိမှလည်းမြေရကျက်တယ်ပေါ့နော်အဲ့ဒီမှာမြေကျက်တဲ့နေရာမှာကျွန်တော်နေစီပန်းငါပေါ့နော်ပွင့်နေပါပေါ့နော်အဲ့တော့နေစီပန်းဟာကိုကျွန်တော်ပြမယ်မြေကြီးနေတာပေါ့နော်ငါဒီလိုမျိုးနေတာစပယ်ပန်းကလည်းဟိုဘက်မှာရှိရပေါ့နော်ဒါကတော့နေစီပန်းပေါ့နော်နေစီပန်းရဲ့အခြေဒီမှာဒါမြေကျက်ပြီမယ်နေစီပန်းဟာပွင့်ပါတယ်လို့နော်ပြီးတော့ဒီမှာနင်းစီဒီနင်းစီဆိုလို့ရှိရင်တော်တော်လာတယ်ဒါလည်းရေမွေးနင်းစီပဲနေမှာတော်တော်လာတယ်ပေါ့နော်ဒါပေမဲ့ဒါကမြေကျက်နေနေမှာဒါတကယ်လည်းမနစ်ကသေးပြီလို့တင်ဒါမသေးပါဘူးနော်ပြန်ပြီးတော့မှပြန်ပွင့်လာတာပေါ့နော်နင်းစီပဲပွင့်လာတာကျွန်တော်ရှိမှာဒီစိုက်ထုတ်ကန်နေအုပ်ရင်နေလောက်တယ်ဟာပေါ့နော်အဲ့ရေပေါ့နော်အဲ့ဒီကောင်ကဒီအမြင့်အားလည်းကောင်းတယ်ပြီးလို့ရှိရင်အပွင့်အားလည်းကောင်းတယ်ပေါ့နော်မင်းဘေးအကိုင်းကတ်တွေလည်းပြန်ပေါက်ပါတယ်လို့နော်မနေဒီပါဒါတော့ဆက်ထားတာပေါ့နော်နင်းစီဒါလည်းနင်းစီပဲမြေကျက်တယ်ဒါကမြေကျက်ပြီမဲ့လည်းနင်းစီရဖြစ်ပါတယ်ပေါ့နော်အန်ဒီဒွန်ညိုတစ်ချက်ကြည့်ပါနော်ဒီထဲထဲမှာတော့ကျွန်တော်မြေသွေးပေါ့နော်ဒီပက်လေးထည့်မယ်ဆိုဒီပက်လေးမှာမြေသွေးလေးထည့်ပြီးဆွလိုက်ရင်နောက်ချီးပေါ့နော်မြေသွေးထည့်လိုက်လို့ရှိရင်ခုကတော့အပင်ရဖြစ်ပါတယ်လို့နော်ဒါကတော့ကျွန်တော်တို့ site လောကန်နေအောင်ရရနာဖြစ်ပါတယ်ဒီမှာနင်းကြည့်ရပါနော်ဒီလိုနင်းကြည့်ဒါတောနင်းစီလားဘာလားတော့မသိဘူးဗျာဒါသူများရှိလက်ဆောင်ရလို့စိုက်တာပေါ့နော်ဒါနင်းစီလို့လည်းဒါလွယ်နေပေါ့နော်နင်းစီအသေးလေးဒီလိုအနီးအတွက်ဒီလိုသေးသေးလေးတွေပွင့်တာဒါຫນွေနင်းစီနော်ကျွန်တော်ခုနပြောတာမှားသွားတယ်ຫນွေနင်းစီပါဒီကောင်လေးတွေကမွေးတယ်ဗျာသိလားဒီပါလေနင်းစီလေးမြေကျက်လေးရတယ်ပေါ့နော်မြေနီမျိုးစားပဲစိုက်တယ်မြေကျက်လေးရပါတယ်လို့နော်ဒီမှာနော်အဓိကမြေခံကိုကောင်းလေးထည့်ပြီးတော့မှမြေကြီးကိုအဲ့လိုမျိုးမြေသွေးတာကောင်းထည့်တာလို့ရှိရင်အပြင်ဖြစ်ပါတယ်နော်အဲ့ဒီမျိုးရေးဒီမှာနော်ဒါကျွန်တော်ရဲ့စပယ်ပေါ့နော်စပယ်ဂျုံသေးလေးတွေရှိသေးတယ်ဒီမှာအောက်မှာပတ်လဲတော့ရှိနေသေးထည့်တာပြီးတော့ကျွန်တော်တင်လာဗီဒီယိုနှစ်ပုတ်ရှိသွားပြီစပယ်ကအခုဒါနောက်တစ်ပုတ်ဒါအဲ့ဒီမြို့တော့ပေါ့နော်ဒါမင်းညိုတော့ပေါ့ကျွန်တော်ထပ်တင်ပြီးတော့ပြပါတယ်အခုဒီမှာစပယ်တွေဖူးနေဒါမရက်သေးဘူးဟိုတလောပန်းပွက်ပြီးခဏရက်သွားတယ်ပြီးရတယ်ပြန်ပြီးထပ်ပွက်အဓိကမြေခံမြေဆွေးပဲဒါမြေကြီးပါဒီမှာဖူးတယ်ဒီတော့မှလည်းဖူးနေတယ်လည်းကန်နေတော့ပွင့်ဒါအသေးလေးအပေါ်မှာလည်းပွင့်နေဆက်ပွင့်တော့ပွင့်တော့ဒါတော့ပြမနော်အဲ့မှာဖူးနေဒီမှာဖူးနေပွင့်တော့မယ်ခုပြီးပါနော်မနေ့ကတစ်ခါခုပြီးသားရင်းကြီးကကျွန်တော်ရဲ့မြေကြီးကဒီလိုမျိုးဒါမြေကြီးမျိုးစားပဲမြေကြီးမျိုးစားပဲနော်အဲ့ဒီမျိုးမင်းညိုမြင်နေတိုင်းပဲနော်ဒါစပယ်ပါမြေကြီးမျိုးစားပါပဲကျွန်တော်စိုက်တာဖြစ်ပါတယ်ကျွန်တော်အိမ်မှာပေါ့နော်အိမ်ရှိမှာပဲစိုက်တာလေပေါ့နော်နင်းစီပေါ့နော်အဲ့တော့မြေကျက်လေမြေကြီးမျိုးစားဖြစ်လေအန်နီညိုကြီး ရပါတယ်ပေါ့နော်အဓိကမြေပက်ပက်လေးမှာနောက်ကြီးမြေကြီးနဲ့ထည့်ပြီးတော့မှ မြေကြီးကိုအဲ့ဒီမျိုးမြေကြီးမျိုးစားဖြစ်လေအန်နီညိုကြီးရပါတယ်ပေါ့နော် အဲ့ဒီမျိုးမြေကြီးမျိုးစားဖြစ်လေအန်နီညိုကြီးရပါတယ်ပေါ့နော် 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 အဲ့ဒီမျိုးမြေကြီးမျိုးစားဖြစ်လေအန်နီညိုကြီးရ
ဒီပေါ့နော်ပန်းပွင့်ရင်တော့ phosphate ပါတယ် potassium ပါတယ်အားသေးလေးရှိရဗျာပြီးလို့ရှိရင်ယူရီးယားလာတဲ့ဘူလုံးဆိုရဲအားသေးလေးရှိအဲကောင်လေးလည်းဖြန်းနေတယ်ကျွန်တော်ကတော့ကျွန်တော်ရှိရလောက်တာတဲ့ site လောက်တိုင်းနေပေါ့နော်အုံးရင်လေးလောက်တဲ့စီကိုဖြန်းလာတယ်အဲ့တော့အားလုံးဒီနေရာလေးတော့ကြည့်ကြပါမယ်ကျွန်တော် channel လေးကို like and subscribe လုပ်ရတယ်လုပ်ပြီးတော့ကြပါလောက်ရသေးတယ်ရှိနေလုပ်ပြီးတော့ပါလုပ်ပြီးတော့ရှိလို့ရှိရင်ကျွန်တော်ဝါပြီးတော့မှာပါနော် support ပေးကြပါလို့ဒီနေရာနေပြီးတော့ပြောလိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်